ပြီးတယ်แต่พวกไปที่ไหนตามันนี่มอมวยนะคุณพรนังได้หรอไงเจเราเป็นว่าไงเจเราแต่ผมจีแต่จีจุดน้ำมุ้ยนี่น้ำตัวไงไงไปจุดไงเนี่ยไงไปจุดอะไรจะดูเลยไงตั้งช่างมาจุดโลไก่ต้องไปเลยยักไงไปตามยาไงไปตามยาเนี่ยน้ำจุดต้องชนะนะนี่โลไงไปตามยาโลหล่อหล่อไม่เกินอ่ะอันนู้นนี่ขนาดคุมสิงห์ใช่ยังอ่ะข้างดีแล้วมาลงอ่ะเสร็จพ่อแม่ชิลังเสียไม่อยากพึ่งตังแล้วชิลังเสียดีแล้ว เมดีนี่อ๋อข้าก็เมดีนี่งานนึงชิมงานนึงไม่มาข้าตั้งคืนนี่จ้าจะได้ไม่ไหวอย่างนี้แม่เนี่ยจะใช้เวทไม่ไหวนี่ช่างเหรอเมียช่างด้านช่างไอ้ดีไว้เวทไม่เท่านะติ๊งตั้งก็ดีแล้วเนี่ยเมียเดี๋ยวนี้จะชิลังเสียป่ะชิลังไม่ไหวโอ้ยมาทะเลมาเนี่ยไม่พ่อน้ำเตี้ยวคือยังไม่เลยงาเสพพ่อแม่งาเสพพ่อเนี่ยข้าจะมาได้เย่กระเย่น้องไม้เนี่ยภาวะมันรู้เนี่ยกระไหนไว้ช่างวันนี้ก็เสียได้แต่เว้ย不是看起那个啊，那个怎么那个我请你回去呢？那地方。阿妹啊，你送你们让你怎么的？ภาวะดีแล้วไหม人让你我什么嘢嘞？他不是么样的话的。他给那种把老年人碰个嘛的呢。嘎，碰我们信哟，厂里把钢铁碰会空气啊，往外抢我哟，往外偷了我哟，哎。怎么有卡的了没话会外面心里。本年3天他们弄我那个什么都。都不同样的，是啦，今年公司你买的，我看中个啥不是那些破为拿着干你呀牛呀的你是为，个啥的为没想别人的嘛。看没送，要是当个天懂了没？还没这，懂吗？当没那呀。妈呀，我这看不到，我给人让你尝嘞。嘎，啥人呢？我。没心里那个那些么呢？我都话也没啥个例外的嘛的。看你他要呢，没跑那个的什么弄了，你也要呢，没地你，没那个，没地你往那里靠吧。嘿，地球标回家了，人家人户不热。哎呦，你啥了瓜？哦，我叫小韩，我的老外配，碰巧的不能请个地大么讲，我请个其他个帮忙。地大咯，那我们本身哟，让下个你明为就难你咯。他想买什么现在碰可不没？碰可不碰啊？不热人家哟。阿拉没心哪能你点你呢？咱们的米贵德国也让开的德西个个也是的。米贵个德国也了开对的城市的，乌拉看的城当里哪了？反正个那个啥个我一家我样个长龙啊，这个偏也是个不阿拉的去的去个啥冰龙啊的，水个水的也是那浪开长啊。看那别，这人头狗啊不少哦。没事啊，你们是晓得。这你怕小老婆你，我是谁？是你哟。说是他什么？他是没给他们的。ini kan baik. Si juga kali ya tak kali mas selama. Rabu mah. Cari beda ni nak saya le kaki bantu. Beda pun saya dia美国产你往那家，南方们等等啊，但来往那家。快去吧。Allah，我的你没有破的你过来了。那等听的话，那家吧啊。行了。们这个得写了是干嘛的？俺不是，这怎么是？老朋友说，
如果同样在香港没行到，现在喂，好吧，富国是被我们经历考试了嘛，我样是个看见我来了碰，样错。啊，你是那人认为的，今米康生下去，啊，当地表一看呢，他把这个用能解释那人了。真正去没是哪人耶？懂了嘞，那能嘞，不得没。啊，个地上呢，那个节目表哎，托起啷个呢？是啊，没因为没难呢，还有个买单嘛，啊啷个呢？那那么表的，我是啷些不得话，那你话我是没咁穷，啊，忙个做东啊我那个，那个的，什么领了东西了。领什么个啥的，他妈的，啊，这他们这么多，你起码我你那那么理解了哇？啊，我那咁送到哇你家，还得个的上头人啊，那么身边咯，我那家俺那，这那每个那每下日本话 OK， 我个每下日本个每个个啥，那差，那啥，我这每年你每个的差没了，你那么大牌了，好像那上地是买这个。那你旁边你当我是没？哎，没关系，啊个老百姓들으면老百姓给那那大西呢，你安生嘛？安正，老给那，他们了。那你个得读这些，啊，地嘞，能地了嘛些？你那么低些，我那么等哎。能没地吧？我等下呢。啊，今天你个地小。哈利路亚！တကယ်ကိုအရင်ကျွန်တော်ဝမ်းသာတယ်ဒီချိန်မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကိုကျွန်တော်တို့ရွေးချယ်လိုက်ကြပြီဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ဘဝမှာအများကြီးဆုံးရှုံးခဲ့ရတယ်ကျွန်တော်တို့စိတ်ကြိုက်ကျွန်တော်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ကျွန်တော်အသက်ရှင်ခဲ့ကြတယ်အရန်မောပန်းနေအရန်ပင်ပန်းနေဒီနေ့ဖခင်ကကျွန်တော်ကိုပြောတယ်ဝင်လေး၍ပြပန်းတော်သူပေါင်းတို့ငါထံသို့လာကြတော့ငါဒီချမ်းသာပေးပြီဟာလေလုယာအဲ့တော့ကျွန်တော်လေးလံနေတဲ့ဝန်ထုတ်ပြီးလူ့ဘဝမှာအသက်ရှင်တဲ့အခါမှာမိမိကိုယ်ပိုင်စိတ်ကြိုက်အသက်ရှင်တဲ့အခါမှာအယံပင်ပန်းပါတယ်ကျွန်တော်လည်းလုံခဲ့တဲ့50နှစ်ကျော်လုံးမှာကျွန်တော်မူစေဝါသမားတယောက်ဖြစ်ခဲ့တယ်သေးဆွဲတယ်ကျွန်တော်စိတ်ကြိုက်ကျွန်တော်အသက်ရှင်တယ်ကျွန်တော်မူစေဝါတွေတုံးတယ်ကျွန်တော်ပျော်ပါတယ်စိတ်ကြိုက်ကျွန်တော်လွတ်လပ်သွားအသက်ရှင်ခဲ့တယ်ကျွန်တော်အရန်ပျော်ရွှင်ခဲ့မယ်လို့ထင်တယ်ကျွန်တော်ရဲ့ရွေးချယ်မှုကတဖြည်းဖြည်းကျွန်တော်ရဲ့ပျော်ရွှင်ခြင်းမိသားစုပျော်ရွှင်ခြင်းပတ်ဝန်းကျင်အရာအားလုံးကဆုံးရှုံးခဲ့ရတနေ့တော့ကျွန်တော်လည်းဒီမှာရှိတဲ့ညီကိုတွေလိုပဲပေါ့နော်ကျွန်တော်လည်းဆန္ဒကြောင်းသွားဖို့အကြောင်းဖြစ်လာတဲ့အချိန်မှာကျွန်တော်ဆန္ဒကြောင်းကိုရောက်သွားတယ်အဲ့ဒီမှာကျွန်တော်စပြီးတော့ယေရှုခရစ်တော်ရဲ့မြတ်တာကယ်တင်ခြင်းအသက်ပေးခြင်းရွေးနှုတ်ခြင်းအော်ငါအတွက်လည်းပါတယ်အဲ့ဒီတဲ့ကောင်းကိုကျွန်တော်စကြားလာတဲ့အခါမှာကျွန်တော်ဆုံးဖြတ်ချက်ချတယ်ယေရှုခရစ်တော်ဘုရားထံမှာကျွန်တော်ဘဝအသက်တာအားလုံးကိုအနံ့ပြီးတော့သူ့ထံမှာပုံအပ်လိုက်တဲ့နေ့ကစပြီးတော့ကျွန်တော်ဘဝရဲ့အရာခက်သိမ်းကလွတ်မြောက်လာတယ်။ဒါကြောင့်ဒီမှာရောက်လာတဲ့ညီကိုမောင်နှမတွေတင်တို့ရဲ့ဘဝမှာတင်တို့ရွေးချယ်လိုက်တဲ့အရာဟာအင်မတန်မှမှန်ကန်ပါတယ်။ခရစ်တော်ထဲမှာမိမိဘဝကိုအနံ့လာတဲ့အခါမှာဘဝကလာပါလာတယ်။ဟာလေလုယာ။ကျွန်တော်တို့အရင်တော့ကအိုးဘယ်သူမှလက်မခံချင်တော့ဘူးပဲဘယ်သူမှကျွန်တော်တို့ကိုအဖက်မလုပ်ချင်တော့ဘူးဘယ်သူမှကျွန်တော်တို့ကိုမကြည့်ချင်တော့ဘူးဒါပေမဲ့ကျွန်တော်ကိုအသက်ပေးတယ်ကဲတင်တယ်ကျွန်တော်ကိုဖန်ဆင်းတဲ့သခင်ထံမှာကျွန်တော်ဘဝအားလုံးကိုကျွန်တော်ရွေးချယ်လိုက်တယ်သူ့ကိုရွေးချယ်လိုက်တယ်သူ့ရဲ့ကဲတင်ခြင်းသူ့ရဲ့ရွေးနှုတ်ခြင်းသူ့မြတ်တာကိုကျွန်တော်လက်ခံလိုက်တယ်ရွေးချယ်လိုက်တဲ့နေ့ကစပြီးတော့ကျွန်တော်ဘဝနေ့ရက်တွေလည်းတောက်ပါလာတယ်ကျွန်တော်ရဲ့နောင်တလို့အတွက်လည်းကျွန်တော်သိချမ်းသာတယ်ကျွန်တော်သိချရပြီဒီမှာရှိတဲ့ကျွန်တော်ရဲ့ချစ်တော်ဒီဘော်မာရီဒီလိုဒီလည်းပဲခရစ်တော်ကယ်တင်တဲ့အရာခရစ်တော်တင်ကိုတက်ပေးတဲ့အရာကိုရွေးချယ်လိုက်ခြင်းဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်ခရစ်တော်နဲ့အတူရှိလာတဲ့အခါမှာသင်ဘဝနေ့ရက်တွေဟာအတိတ်ပဲရှိလာမယ်တောက်ပါလာမယ်လာပါလာမယ်သင်ရဲ့လောက်တော့မှုမှန်သမျှအရာအားလုံးကအတိတ်ပဲရှိလာဟာလေလုယာဒါကြောင့်ကိုဘေးနားမှာရှိတဲ့ငယ်ချင်းကမ္ဘာကြောင့်လက်ဆက်ပြီးပြောရအောင်တော်သေးတယ်နော်လို့ပြောရအောင်တော်သေးတယ်နော်ဟာလေလုယ
ရောက်နေဆိုတော့ခရစ်တော်ကိုလည်းကျွန်တော်ညီးခဲ့မယ်ဆိုရင်ကျွန်တော်ဘုရားကတွေးဝင်တယ်ကျွန်တော်မွေးသေးပါတဲ့တုံးတယ်ကျွန်တော်ကြိုက်လို့သက်ရှင်တယ်အချိန်မရွေးပါလို့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှမဖြစ်သွားနိုင်တဲ့အခြေအနေထဲကနေတင့်ကိုချစ်တဲ့ဖခင်ကတင့်ကိုကြီးညာပြီးပို့ဆောင်ခဲ့ပြီပဲဟာလေလုယာအာမင်အဲ့တော့ဒါကြောင့်ကျွန်တော်ဟာတကယ်ပဲကောင်းတော်ရွေးချယ်မှုကိုရွေးချယ်လိုက်ဖြစ်တယ်လူဘဝရဲ့ထာဝရအတွက်ယခုအသက်ရှင်တဲ့ဘဝမှာအနာဂတ်လာမယ့်မနေ့ဖြန်တိုင်းဟာခရစ်တော်နဲ့အတူဒီတော့ဟာလာပါတဲ့အသက်တာလာပါတဲ့ဘဝလာပါတဲ့အနာဂတ်ကိုဒီတော့ဟာပိုင်ဆိုင်သွားပြီရှူရှယ်ရတဲ့လေတောင်းသုံးရတဲ့ရင်နေတိုင်းခွင့်ရတဲ့ကဘာကြီးမှာအသက်ရှင်ခွင့်ရတာဒါတွေ့ကြည့်ရင်အမှန်တကယ်ကြည်စုတော်ဖန်ဆင်းရှင်အသိရှိနိုင်တဲ့လူပြရတဲ့ချိန်တန်ဖိုးရှိတဲ့ချိန်တမလွန်ခီးလန်းတွမျောလင်းခြင်းပြည့်စုံသွားဖို့ရအတွေ့အကြုံနဲ့ကိုယ်တော်ပေးစတဲ့ထိုကဲ့သို့သောချင်းမြတ်တာကိုတော်ပါသေးတဲ့မြင်မိတော့မလို့တော်သေးတဲ့ချိုးခိုင်းတော့မလို့ဂျေစုတော်ကကြည်လို့တော့တော်သေးတယ်ငယ်ချင်းရေနင်းသွားနေတာရန်စောလာတို့တွေရရဲ့မျက်မှောက်တော်ထဲမှာအတူပြောခွင့်ရမယ်လို့ပြောတယ်ဒါပေမဲ့မင်းသွားနေတာရန်စောလာဟုတ်တယ်ချင်းရခိုင်ကျွန်တော်ညောက်ကတော်တယ်လို့ပြောရမှာပဲကျွန်တော်ညောက်တာအချိန်မီတာဒီလိုဖရားရဲ့မျက်မှောက်တော်ထဲမှာသွားဖို့ဖရားရဲ့မျက်မှောက်တော်ထဲမှာနေဖို့တာမဆုံးဖြတ်ခဲ့ဘူးမရွေးချယ်ခဲ့ဘူးဆိုရင်ကျွန်တော်ညောက်ရဲ့အသက်တာလည်းမတွေးဝတ်စရာပဲယခုဘဝနောက်ဘဝကျွန်တော်ညီကတော့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလွတ်မြောက်ခြင်းစိတ်ချခြင်းတွေနဲ့တရှင်ခွင့်ရဖရားရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ကျွန်တော်ညောက်လည်းအချိန်မီတာဒီလိုဖရားနဲ့ဆိုင်တဲ့ဖရားကရွေးချယ်ခြင်းမရှိခဲ့ဘူးဆိုရင်ဆုံးဖြတ်တာတွေနောက်ကျခဲ့တယ်ဆိုရင်ကျွန်တော်ဘဝအတ္တလည်းမတွေးဝစရာပဲနော်။ယောဟန်မင်းချင်းကမြို့လေကျေးဇူးများတဲ့နေမှာမင်းမမိသေးမှာပါကျွန်တော်ညီကိုအနံ့ရဲ့အရမီကျွန်တော်ညီကိုလေးယောက်ကျွန်တော်ညီကိုမောင်မလေးယောက်ဟိုးတနေ့မှာကျွန်တော်ဒီဆေးရချကြတဲ့အချိန်မထင်ထားဘူးကွာကျွန်တော်စိတ်ထဲမှာလည်းအဲ့ဒီအချိန်မှာတကယ်အဲ့ဒီစိတ်ဆန္ဒလေးရှိနေတဲ့အချိန်တင်တန်းကြောင်းတက်ဖို့ခမားရင်ကျွန်တော်ကိုမျိုးဆိုခဲ့ပြောခဲ့ကျွန်တော်အဲ့ဒီအချိန်မှာဒါခဏရဲ့စကားကိုဒါညင်းပေခဲ့မယ်ဆိုရင်ပါကျွန်တော်ကမတွေးဝင်စရာပဲကျွန်တော်အဲ့ဒီအချိန်မှာဒီနဲ့လက်ခံခဲ့တာကဲတော့ပါသေးတယ်ကျွန်တော်ဘဝခုဘဝလို့ရှင်တဲ့ဘဝတတော်ကိုပိုင်ဆိုင်ရတယ်ကိုရောမိသားစုလို့ပြောရှင်တဲ့ဖြတ်တန်းရယူတာကလူတွေကောင်းများစွာကောင်းချီးဖြစ်တဲ့အတူကြောင့်လည်းအသက်ရှင်ခွင့်ရတယ်ဟဲ့ဂျေဇုတော်ချီးမွမ်းတယ်တကယ်ချင်းရဲ့ဂျေဇုလည်းမမေ့ပါဘူးကွာအာမင်ကိုကျေးဇူးများတဲ့တယ်ဟုတ်တယ်နော်တကယ်ချင်းရေတို့နှစ်ယောက်လည်းအချိန်မီဆုံးဖြတ်နိုင်ခဲ့လို့တော်ပါသေးတယ်တကယ်ချင်းကျွန်တော်ညောင်းကအချိန်မီဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကြောင်းလဲခွင့်ရသွားပြီဖခင်ကျေးဇူးတော်ခံစားရပြီဒါနဲ့ဒီကျေးဇူးတော်ကိုမခံစားမသိနားမလဲတဲ့လူငယ်မောင်မယ်တကြောင်များစွာရှိတယ်အခုလိုကျွန်တော်တကယ်ချင်းကဲ့သို့အချိန်မတန်ပေးနဲ့တကယ်နဲ့ပြန်သွားနေတဲ့လူတွေကြောင်များစွာရှိပျက်စီးနေတဲ့လူငယ်မောင်မယ်တွေကြောင်များစွာရှိကျွန်တော်တကယ်ချင်းအနံလည်းအခုပေကဘာရောက်နေမှမသိဘူးဒီလိုပျက်စီးနေတဲ့လူငယ်မောင်မယ်တွေကိုဒီနေ့ဖခင်ရဲ့မျက်မှောက်တော်ထဲကိုပြန်ပြီးဆွဲခေါ်ဖို့ကျွန်တော်ညီကိုရဲ့တာဝန်ဖြစ်ပြီနော်ကျွန်တော်ရောက်ကြိုးစားရတော့စက်ကရအောင်တကယ်ချင်း
Told me that